ကျောင်းသူတယောက်ကကောင်လေးရဲ့အာယုံဆိုင်မှုကိုရချင်လို့တိုင်းပေါ်တမင်တကာတွေတက်ခဲ့ပေမဲ့ကြောပိုးအိတ်တစ်လုံးနဲ့အတိုက်ခံရပြီးပြုတ်ကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်မိန်းကလေးတယောက်တိုင်းပေါ်တက်လာခဲ့တယ်။ကောင်လေးကတော့ဒီမိန်းကလေးကိုလည်းသူ့ကိုသဘောကျနေတဲ့သူတွေထဲကတယောက်ပဲလို့ထင်နေခဲ့တာဒါပေမဲ့သူမရဲ့လှပတဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူချက်ချင်းပဲအသေးဆွဲဖြစ်သွားခဲ့ရတယ်။မိန်းကလေးကတိုင်းပေါ်ကနေခုံချကြောပိုးအိတ်ကိုကောက်ပြီးထွက်သွားခဲ့တယ်။ကောင်လေးကသူမနောက်ကိုစာတင်ခန်းထဲအထိတိတ်တဆိတ်လိုက်သွားခဲ့တယ်။အဲ့ဒီမှာတင်သူမကသူ့ရဲ့အတန်းဖော်ဖြစ်နေမှန်းသိလိုက်ရတာကြောင့်သူမရဲ့နောက်ခုံမှာဝင်ထိုင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးကသူမရဲ့စာအုပ်ထဲမှာရေးစားစာတစ်စောင်ညှက်ထားတာကိုသတိထားမိသွားပြီးဘာမှမစင်စားပဲချက်ချင်းစုပ်ပြစ်လိုက်တယ်။သူမကစာချက်ဖို့ပဲအာယုံစိုက်ချင်ပြီးရေးစားထားဖို့အစီအစဉ်မရှိဘူးလို့တောင်သူမရဲ့တငယ်ချင်းကိုပြောခဲ့သေးတယ်။ဒါကကောင်လေးကိုနည်းနည်းတော့စိတ်ပြတ်သွားစေခဲ့တယ်။စာတင်နေတော့မှမိန်းကလေးရဲ့တငယ်ချင်းကသူမအကြိုက်ဆုံးကာတွန်းစာအုပ်ကိုပြခဲ့တယ်။ကာတွန်းထဲကမင်းသမီးလေးကသူမနဲ့အများကြီးတူတယ်လို့လည်းပြောခဲ့တယ်။ကာတွန်းစာအုပ်ကိုကြည့်ပြီးနောက်မှာတော့ကောင်လေးရဲ့တငယ်ချင်းကလည်းကောင်လေးဟာကာတွန်းထဲကမင်းသားနဲ့တူတယ်လို့ပြောလိုက်ပြန်တယ်။အဲ့ဒါကိုကြားတော့မိန်းကလေးကစိတ်တူတူနဲ့ကာတွန်းစာအုပ်ကိုပိတ်ပစ်လိုက်တယ်ပြီးတော့အခုချိန်မှာစာကိုပဲအာယုံစိုက်တင်တယ်လို့သူမတငယ်ချင်းကိုသတိပေးခဲ့တယ်။အတန်းစင်းတော့မိန်းကလေးကကောင်လေးဟာသူမရဲ့ထိုင်ကုန်နောက်မိပေါ်လက်တင်ထားတာကိုသတိပြုမိသွားတယ်။သူမကသူ့လက်ကိုချက်ချင်းပဲရိုက်ဖယ်ပစ်လိုက်ပြီးယွန်ရှာတဲ့အကြီးနဲ့ကြီးခဲ့တယ်။မိန်းကလေးတယောက်ရဲ့ညှင်းပယ်မှုကိုပထမဆုံးအချိန်ကြုံဖူးလာမှုကောင်လေးမှာအံ့ဩမြင်သက်သွားခဲ့ရတယ်။တနေ့မှာတော့မိန်းကလေးကသူမရဲ့တငယ်ချင်းနဲ့စကားများခဲ့ကြတယ်။တငယ်ချင်းကိုစိတ်ပြေစေချင်တာကြောင့်စာတင်ခန်းထဲမှာစောင့်နေဘူးသူမကစာပို့လိုက်တယ်။ပြီးတော့သူမရဲ့စံပင်ကိုကာတွန်းထဲကမင်းသမီးလေးရဲ့စပင်ပုံစံအတိုင်းပြောင်းချလိုက်တယ်။ဒါပေမဲ့သူမစာတင်ခန်းထဲကိုပြေးဝင်သွားတဲ့အချိန်မှာအခန်းထဲမှာကောင်လေးတယောက်တည်းပဲရှိနေခဲ့တာ။ကောင်လေးကသူမရဲ့စပင်ပုံစံအစ်စ်ကိုမြင်လိုက်ရတဲ့အခါလုံးဝဆွဲလန်းသွားခဲ့ရတယ်။သူကသူ့မစီကိုရှောက်လာတဲ့အခါမိန်းကလေးကစိတ်လှုပ်ရှားသွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့သူမရဲ့ဒီအတွင်းပြင်အစ်စ်ကိုပထမဆုံးမြင်ရတဲ့သူကသူဖြစ်နေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့လို့ပဲကောင်လေးကသူမဟာသူ့အတွက်ပြင်ဆင်လာတာလို့ထင်ပြီးသူမရဲ့မျက်နှာနာကိုတိုးကပ်သွားခဲ့တယ်